အားလုံးပဲမင်္ဂလာပါဗျကျွန်တော်အခု Manchester United ရဲ့သမိုင်းဝင်ဖလား၃လုံးရတဲ့1996ခုနှစ် Nou Camp ကွင်းထဲက Champions League Final ညအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။တရဲနီတို့ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ Nou Camp ညချမ်းအဲ့ဒီအချိန်မှာ Manchester United နဲ့ Germany ရဲ့ Blue ကြီး Bayern Munich တို့ဟာ Champions League Final ဥရောပဘောလုံးပွဲကိုကစားဖို့အတွက် Nou Camp ကွင်းကြီးတွေကိုရောက်ရှိနေပါပြီ။ Manchester United ကတော့သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့အသင်းကောင်းဆောင် Ranking အဲ့ဒီအချိန်ကကွင်းလေအဖြတ်ကစားသမားနေရာမှာကပတ်အကောင်းဆုံးတွေကတယောက်ဖြစ်တယ်လို့ Manchester United အသင်းသားတွေရဲ့စိတ်သက်ခွန်အားနဲ့အသင်းရဲ့တန်ဖိုးမောင်းနှင်နိုင်စွမ်းအပြည့်ရှိတဲ့အသင်းကောင်းဆောင် Ranking ပွဲပဲဖြစ်တဲ့ကြောင့်ပါဝင်နိုင်ခြင်းမရှိပါဘူး Manchester United ရဲ့တိုက်စစ်သွေးကြော Posco ဟာလည်းပါဝင်နိုင်ခြင်းမရှိပါဘူးဒီလိုလူမစုံတဲ့အခြေအနေတွေနဲ့ Manchester United အသင်းဟာ Barcelona ရဲ့ Nou Camp ကွင်းကြီးထဲမှာ German Blue ကြီး Bayern Munich ကိုရှင်ပြိုင်ကစားသွားမှာဖြစ်ပါတယ်လူမစုံတဲ့ Manchester United ကိုအဲ့ဒီအချိန်ကအလွန်တောင့်တင်းတဲ့ Germany ရဲ့ Bayern Munich အသင်းကြီးဟာတလက်ဆက်ဖီအားပေးတိုက်စစ်ဆင်မှုတွေနဲ့အတူတရဲနီတို့ရဲ့ဂိုးပေါက်ကိုချိန်ချောက်ပြီးတော့Peter Schmeichel ကိုကြော်ပြီးတော့ဦးဆောင်ကိုစတင်ရရှိသွားခဲ့ပါတယ် Manchester United ဟာသူတို့ရဲ့ထုံးစံအတိုင်းပဲမိမိရဲ့ပြိုင်ဘက်ဟာဘလောက်ပဲအင်အားကြီးနေပါစေနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့တံပြန်တိုက်စစ်စီရနေတဆင့်ကျွန်တော်တို့ဂျာမန်အသင်းဘိုင်ယန်မြူနစ်ကိုအကြိမ်ကြိမ်ထိုးဖောက်ပြန်လေတိုက်စစ်ဆင်ခဲ့ပေမဲ့ကိုးပေါင်းနဲ့တော့လွဲချော်နေစေပဲဖြစ်ပါတယ်ဘိုင်ယန်မြူနစ်အသင်းကလည်းဂျာမန်ထိပ်သီးအသင်းကြီးပြီး Manchester United ကိုဇက်တိုက်ဖိအားပေးထပ်မံကိုရရှိဖို့အတွက်ဂိုးကန်သွင်းခွင့်တွေအမြောက်အများနဲ့ဖိအားပေးပြီးကစားနေပါတယ်အဲ့ဒီလိုတစ်ဖက်နဲ့တစ်ဖက်အယိုးကြေးကြေးအရေးခန့်ခန့်အနိုင်မခန့်အရှုံးမပေးအပြင်းအထန်ကစားနေကြရင်လည်းပွဲကစားချိန်မိနစ်60ပြည့်သွားပါပြီနာကျင်အချိန်ပို3မိနစ်ကို3မိနစ်နော်စီးချက်တိုင်းကထောင်ခဲ့ပါပြီခင်ဗျာ